so အားလုံးပဲမြင်လာတယ်ဒီနေ့ပုံမှာတော့ကျွန်တော် notebook အားနဲ့အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ဒီ notebook အားနဲ့မှာဆိုရင်ဘာလဲလို့ပြောရလဲဆိုတော့ချက်ကြည့်လိုက်ရအောင် so ဒီ notebook အားမှာဆိုရင်ကျွန်တော်တို့ဒီတင်ယူမှုတွေကိုတစ်ချိန်တွင်းပြီးတော့ရကူနဲ့ပေးလာနေရဖြစ်ပါတယ်ဆိုတော့ထွန်းကြည့်လိုက်ရအောင်ဒီ notebook အားကိုအသုံးပြုမှာဆိုမြန်မာနိုင်ငံမှာဆိုတော့ copy ရလိုအပ်တယ်ပေါ့နော်ဒါမြန်မာနိုင်ငံမှာလို့ပေါ့ဆိုတော့ချက်လောက်စမ်းကြည့်လိုက်ရအောင်အဲ့တော့မှုလည်းစမ်းတာ create new ကိုလိုက်လိုက်အောင်နော်နောက်ပေါ်ရဒီမှာလောက်ထား version လေးရှိတယ် so ဒီမှာဆိုတော့ upload source ဒီ file ကို upload တင်လို့ရတယ်လို့ပြီးတော့ဒီမှာ copy ရလိုက် Google slide ဒီ website ဒီမှာကိုထည့်နေစားကိုထည့်ပြီးတော့လည်းဒီ mail လို့ရတယ်နော်ကျွန်တော်ကစာအုပ်တအုပ်ကိုထည့်ပြီးတော့အိုက်စာအောင်လို့စကားပြောချင်မှဖြစ်ပါတယ် so ဒီ future လေးကဒီ AI ကကျွန်တော်ပြပြီးရပါနော်ဒီထဲမှာစာအုပ်ပဲထည့်ပြီးတော့သူစီရဆုံးလိုက်ပြန်လုပ်မယ်အဲ့မှာနေတစ်စင်းကျန်ရှူချလိုက်တုံးပြီးမှဆက်ကြည့်ဆိုတော့ကျွန်တော်ဒီစာကိုရွေးထားရပါဘူး okay ချက်ကျွန်တော် open လုပ်ရမယ်ဒီမှာကျွန်တော် upload လုပ်နေခါမှာအခဏစောင့်နော်အဲ့လိုလို့မှာကျွန်တော် setting တချို့နဲ့ပြရအောင်ပါတယ်ဒီကောင်မြန်မာလူငွေရင်းနေဆိုတော့မြန်မာလူ setting ပြောင်းနေအောင်နော်လို့ setting ရုပ်တယ်အောက်ပို့လိုက်ရုပ်ချက်တော့မယ်ဒီမှာမြန်မာလိုပြောထားတယ်ကျွန်တော်မေးလိုက်ညာမြန်မာရီးထောင်းပါနော်ကေလေးက default အနေနဲ့အင်္ဂလိပ်ဖြစ်နေမြန်မာလိုစာပြီးတော့ဒီအောင်မှာရှိလိုက်မြန်မာလိုရေးပြီး save လုပ်ထားပါမယ်ဆိုတော့ဒီမှာ file upload လုပ်ရင်ဒီမှာတော့ဒီစာအုပ်ကို note ထုတ်လို့ရတယ်ဒီမှာ voice နဲ့လည်းလေးရတယ်နောက်ထောင်နေတယ် mind map တွေပဲထုတ်ရတယ်ဆိုတော့ voice နဲ့ထုတ်တာကတော်တော်ကောင်းတယ်နော် voice နဲ့ထုတ်တာကဒီတိုင်းပြောနေရမှာဝင်နေ podcast တစ်ခုလုံးနားထောင်ရတဲ့ function လေးရှိတယ်ပါဒါပေမဲ့တော်တော်လေးမိုက်တဲ့အရာကျွန်တော်ဝင်ရဲ့ဒါစမ်းကြည့်ရတာတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုဒီမှာရလာရနော်ဒါ line ဒီမှာရလာပါပြီဒါ internet connection ကြောင့်တော်တော်လေးကြာနေရပေါ့ဒါပုံမှန်အတိုင်းဆိုမှမြန်ပါတယ်ဆိုတော့ဒါကျွန်တော် critical thinking နဲ့ပတ်သက်လို့မေးထားတယ်ပေါ့ဒီနေ့စာအုပ်တော့ကျွန်တော်မြန်မာလိုလေးပြပါမယ်ဒီစာအုပ်ထက်ကဆက်စံတို့မေးလိုက်မြန်မာလိုမေးလိုက်ရအောင်နော်ဆိုဒီမှာမြန်မာလိုမေးရတယ်ဒီမှာ setting မှာမြန်မာကိုပြောင်းထားပါဘောနော်အဲ့မှာကမြန်မာလိုထပ်မှာဖြစ်ပါတယ်ဒီ setting လေးတစ်ချက် output language မှာပြီးထားပြီပေါ့ဆိုဒီမှာဆို app note တွေပါလို့ပြပါတယ် note တွေပါထုတ်ရရတယ်ဒီမှာ AI overview ရှိမယ် mind map ထုတ်ရမယ်ဆိုတော့ဒါပြီးမှထုတ်ပြရအောင်ဒါအိမ်မဆုံး fine ဒီစာအုပ်မှာခေါင်းမှာအချက်တွေ critical thinking best strategies ဆိုတော့ဒါလေးမိုက်ပိုကောင်းတဲ့အချက်ကဒီညာလေးကိုမြင်လိုက်ရင်ဒီမှာလူပယ်ကနေယူလာရဲဆိုတော့ကျွန်တော်ပြပေးဒါတစ်ချက်ကလစ်လိုက်ဒါရဲ့ကျွန်တော် internet connection issue ကြောင့်နော်ကြာနေတာပေါ့ကျွန်တော်တို့ကြည့်ရလောက်ပဲတော့ဒီလိုမှရတော့ဒါကိုလိုက်ဖတ်ကြည့်စာအုပ်တုံဖတ်စီရမှာပဲနေကျွန်တော်တို့ကစာအုပ်တစ်ခုလုံးနဲ့စကားပြောရအောင်နဲ့အဲ့ဆောင်လောက်ပါရဲ့ summary တွေအဓိကချက်အချက်လက်တွေကိုကိုတော့ကြလို့ကိုချက်နေတယ်လို့မေးပြီးမှပြည်တာနေရောနော်ဆိုတော့ဒီမှာလည်းသူမေးလို့ရမယ် review တွေကိုသူကထည့်ပေးထားတယ်ဒါလည်းစရုံစိုးပေါ့ဆိုတော့ဒီမှာတစ်ချက် mind map တွေလည်းထုတ်လို့ရတယ်ကျွန်တော် mind map ထိပြပါမယ်ဒီပေါ်လာပြန်တက်ပြီးတော့ဒီနော် AI overview အောင်နောက်ထပ်စားပေါ့ဆို mind map ဆက်ကြည့်မယ် mind map ထုတ်ကြည့်ဒီမှာဆိုကျွန်တော်ဒီမှာဖုန်းနဲ့ထက် laptop မှာပုံစံနေခြင်းနဲ့ဒါမှကြည့်ရ view ကကြည့်ကြည့်အောင်လို့နော်ဒါမှ overview ရအောင်ဖုန်းလည်းရပါတယ်
ဆိုကျွန်တော် internet connection ကကလေးလေးနေပေါ့ဆိုတော့ဒီနေ့ကြာမှာဖြစ်ပါတယ်ဆိုတော့ဒီကိုတစ်ချက်တွားကြည့်လိုက်ရဒီမှာဆိုရင် channel လေးလုပ်ရဒီတောင်ကremote device ပုံမှန်ရှိဒီစာတွေကိုသူက pocket တစ်ခုကိုပြုတ်ပြီးမှဖြစ်ပါတယ်နှစ်ရပုံစံနဲ့တော်လေးနောက်အောင်တကယ်အပြင်မှာ pocket တစ်ခုနားထောင်ရလို့ခံစားရမှာဖြစ်ပါတယ်ကျွန်တော် channel တော့နှိပ်ပြလိုက်တော့ဦးဒါပေမဲ့အကူကအကုန်လုံးဒီမှာစာပလေးတော့လုပ်တယ်ဆိုတော့အစီအစဉ်ဟာတွေကိုအကုန်နှိပ်တော့เนาะဒီမှာ channel လုပ်တဲ့ဟာကြီး minus တွေ note တွေ study guide တွေ study guide တွေရှိမယ်ဒီကောင်တော့ကိုယ်မှလည်းတို့ timeline တွေလည်းထုတ်ရတော့တော့ဒါတွေကိုအကုန်နှုတ်ပြီးကိုကတခြားအလုပ်လေးတောင်းလုပ်တာမျိုးဒါလို့လုပ်ပြီးတော့ဘာတစ်ခုသွားလုပ်နေတာမျိုးဆိုရင်အဆင်ပြေရပါသူကနည်းနည်းလေးတော့ကြာတယ်ဆိုတော့ဒါတွေကိုတစ်ချက်နှိပ်ပြီးမှကိုကတခြားအရာတော့လုပ်ပေါ့နော်ဒါဆိုတော့အချိန်ကုန်လည်းတက်တာတော့အချက်လက်တည်ဘူးဖတ်လို့ရရှာဆိုကျွန်တော်ထည့်လိုက်တဲ့စာကအင်္ဂလိပ်စာပေါ့နော်ဒါပေမဲ့ကျွန်တော်အင်္ဂလိပ်စာအားနည်းတွေတော်တော်လေးအဆင်ပြေကျွန်တော်ဝင်လိုက်ဒီအင်္ဂလိပ်စာကိုလိုက်ဖတ်ဖို့ညံ့ပြီးသေးပေါ့နော်ဆိုတော့ဒါလေးနဲ့ဒီ network အနာကိုအသုံးပြီးတော့စာအုပ်တွေကိုဖတ်ပြရပါပြီဆိုတော့အနည်းချုပ်စာအုပ်တွေကိုတော်တော်များကိုယ်တိုင်ဖန်တီးပြီးတော့ဖတ်ရရတယ်နော်ဒီမှာဆိုကျွန်တော်စာအုပ်ဒီကျွန်တော်ကိုသိချင်တဲ့အကြောင်းအရာကိုလည်းဒီလိုပုံစံမျိုးတွေနဲ့ထည့်ပြီးတော့သိလာရဟဲ့ထပ်ဆူလို့ရအောင်နော်ကိုကစာအုပ်ဒီပြင်မှာ down အောင်မလဲဆိုတော့ဒီမှာလည်း search library ဆိုရဲ website တစ်ခုရှိပါတယ်အဲ့ကနေပြီးတော့နိုင်ငံခြားကစာအုပ်တွေကို down ပြီးတော့ဒီမှာထည့်ပြလို့ရပါတယ်ကိုစက်နေတဲ့ AI ကပေါ့နော်ဒါ connection လေးကတော်တော်တည်ငြိမ်သွားပြီဆိုတော့ကျွန်တော် mind map တစ်ချက်ပြန်ပြမယ်ဆို mind map ထွက်တဲ့အခါမှာဒီလိုဖြစ်သွားတယ်ကျွန်တော်လေ့လာရမယ့်အရာတွေကိုတူတူနဲ့လေ့လာရမှာဖြစ်ပါတယ်တစ်ချက်ရွှဲပြီးတော့ဒီမှာ English မှာပါလေ input thinking and thoughts and training long term procession သူက long term process ကိုကြည့်ရမယ်ဒီမှာဆိုရင်ဒါလေးကိုမြားလေးကိုတစ်ချက်နှိပ်ပြီးတော့ဆက်တော့ရဒီမှာဆက်နှိပ်ရရှိရင်ဆက်သွားပေါ့ဒါဆိုရင်အများကြီးဖြစ်သွားမယ်ပို့ပြီးတော့လေ့လာပြောသွားမယ်ပို့ပြီးတော့မှတ်သားရလွယ်တော့ mind map လေးနဲ့ဆိုဒါကတစ်ပိုင်းပါ mind map ပေါ့ဆိုဒီမှာ timeline ဆိုတော့ timeline မှာဆိုတော့သူ့မှာပါလေဒီစာအုပ်ထဲမှာပါမယ့်ဟာတွေသူစကောက်လေးဒီမှာသူ့ရဲ့စာအုပ်နဲ့ထုတ်ပြပြပေါ့နော်ဆိုတော့ဒီမှာဖြည့်ပြန်ကြည့်လိုက်မယ်ဒါကိုသုံးချတဲ့အသုံးချလောက်ရမှာပါဒီမှာဆိုရင်ကိုထပ်မေးချင်တာရှိရင်ဒီမှာ just မှာထပ်မေးလို့ရတယ်ဒီမှာ note တစ်ခုရှိပါသေးတယ်ဒီမှာဆိုတော့တော်တော်မိုက်ပါတယ်ရှင်းဒီမှာ note ကိုတစ်ချက်လိုက်ရတဲ့အခါမှာဒီမှာလောက်ရမယ့်ဟာကိုဒီမှာbase ခုအနေနဲ့သူကထုတ်ပြတယ်နော်တူချုံရင်းနဲ့ဒီဘက်ထဲပို့ပြီးတော့အတူချုံသွားတယ်ဆိုတော့တော်တော်လေးပူကောင်းသွားတယ်ပေါ့နော်ဒါလို့သူက like ဖတ်မယ်ဆိုရင်ကိုကစာအုပ်တုံးနဲ့အကုန်ဖတ်ပြီးလို့ဖြစ်သွားပါတယ်ဒါပဲချက်ပြန်ကြည့်ရရတယ်ဆိုဒါကတော်တော်မိုက်ပါတယ်ချက်ပြန်ကြည့်လိုက်မယ်ဒီမှာဆိုရင်တော့ဒါကုန်ဝိုင်းပေါ့နော်ဒါလေးတွေကအကုန် like ကိုလုပ်ရှင်အောင်နှိပ်ကြည့်ထားပါတော့ဒါကတော့ channel လုပ်ကြည့်အောင်ဒီ correction ပေါ့အတန်အခုနေထုတ်ပြတာပေါ့pocket တစ်ခုလို့နှစ်ရက်ပုံမှန်ရမှာရှိပါတယ်သူကတော့စာနည်းနည်းဆိုပိုစင်စာအများကြီးတော့သူအများကြီးမလုပ်နိုင်ပါဘူးဆိုတော့ channel လုပ်ကြည့်လိုက်မယ်